အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်မြင့်စောပါဒီနေ့မှာတော့ကျွန်တော်ကဒီစင်ကာပူမှာပေါ့နော်ရဲစခန်းကိုကိုယ်တိုင်မသွားဘဲနဲ့ကျွန်တော်တို့က online နေပြီးတော့ဒီရဲစခန်းတိုင်ကြားစာလုပ်လို့ရတဲ့အကြောင်းကျွန်တော်ပြပြပေးမှာပေါ့နော်နောက်မှလည်းကျွန်တော်ဗီဒီယိုလေးနဲ့တခြားရှင်းပြထားပေးပါတယ်အဲ့တော့ဗီဒီယိုလေးကတော့နည်းနည်းရှင်းမှဖြစ်တဲ့အတွက်အဆုံးထိလိုက်ကြည့်ပြကြပါဘာလို့ဒီဥစ္စာကိုတင်ရလဲဆိုတော့ခုနောက်ပိုင်းကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်စင်ကာပူ page တချို့မှာကဒီကျွန်တော်တို့ anonymous ဆိုပြီးတော့နာမည်မဖော်ပြဘူးပေါ့နော်နာမည်မဖော်ပြဘဲနဲ့ကျွန်တော်တို့ကသူများဖုန်းတွေယူပြီးတင်တာနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအခုမရေကြီးမရေငယ်ကိစ္စတွေဖြစ်တာနောက်ပြီးလို့ရှိရင်မာရှိသေးတယ်ဆိုတော့အခု Sunday ကျွန်တော်တို့ပြင်ထွက်တဲ့ချိန်ကြလို့ရှိရင်ပစ္စည်းတွေကြားပြောက်တာမျိုးကြလို့ရှိရင်ကိုကရဲစခန်းကိုမသွားဘဲနဲ့ online တွေပဲကျွန်တော်တို့ police လောက်ပြီးပို့လို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုလေးအဆုံးထိလိုက်ပြီးကြည့်ပြကြပါဦးโอเคစားလိုက်ကြပထမအဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ SIM-pad account ကိုဝင်ရမှာဖြစ်တယ်ပေါ့နော်ပြီးဆိုရင်တော့ကျွန်တော်တို့ကဒီ SIM-pad account ထဲမှာရှိတဲ့ SPF service ဆိုတဲ့ဥစ္စာလေးကိုဖွင့်လိုက်ပါကျွန်တော်တို့ကအဲ့ဒါတွေဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ page ကိုရောက်လာမှာပေါ့နော်တော့ဒီကောင်ကတော့ Singapore Police Force e-service ပါအဲ့ဒီမှာကျွန်တော်တို့က log report ဆိုတဲ့ဟာကိုရွေးရမှာပေါ့နော်ဒုတိယမြောက်တစ်ခုကိုရွေးပါပြီးပြီဆိုလို့ရှိရင်တော့ police report ပါအဲ့ဒါပြီးပြီဆိုရင်တော့ log in for individually user SIM-pad ဆိုတဲ့ဟာကိုနှိပ်လိုက်ပါဒီကိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံးကမေးခွန်းလေးဖြေပေးရမှာပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ပထမဆုံးအနေဖြင့် yes ကိုယူလိုက်ပါကျွန်တော်တို့က yes ကိုယူလိုက်ပြီဆိုတာနဲ့အဲ့ဒီမှာမေးခွန်းလေးနှစ်ခုဖြေပေးရမှာပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်တို့ရဲ့ပစ္စည်းတွေကိုလိမ်လည်သွားတာဖြစ်ဖြစ်ခိုးယူသွားတာပဲဖြစ်ဖြစ်လုပ်လို့ရတဲ့ဥစ္စာပါဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကိုစော်ကားတာချိန်ချောက်တာနှောက်ယှက်တာအဲ့ဒါတွေတိုင်လို့ရတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ဟာတစ်ခုကိုရွေးပြသွားပြီဆိုရင်တော့အောက်ကဟာလေးကို confirm လုပ်ပြီးတော့ proceed လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအခုလိုဒီလိုဖြည့်ရမယ့်ဥစ္စာပေါ်လာမှာပေါ့နော်အဲ့တော့အဲ့မှာပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ name နောက်ပြီးကိုယ့်ရဲ့ဒီ fin number နောက်ပြီးလို့ရှိရင် with the credit တို့ကတော့အကုန်အစုံဖြည့်ရမှာဖြစ်တယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာဆိုကျွန်တော်တို့ကလူမျိုးပြီး nationality ပြီးအလုပ်အကိုင်ပြီး postal code တို့ building name တို့နောက်ပြီး floor unit တော့ကိုနေတဲ့လိပ်စာအကုန်ဖြည့်ပြရမှာပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က confirm ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က proceed လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်အခုမှစပြီးကျွန်တော်တို့ကဒီ police report လုပ်မဲ့6ခုကိုကျွန်တော်တို့ကဖြည့်ရမှာပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကဒီဖြစ်စဉ်အသေးစိတ်ကိုရေးပေးရမှာပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ဒီပါဝင်ပတ်သက်ခဲ့တဲ့ပစ္စည်းတွေနောက်ပြီးလို့ရှိရင်ပါဝင်ပတ်သက်ခဲ့တဲ့လူတွေနောက်ပြီးတော့ကိုတန်တရားဖြစ်ခဲ့မဲ့လူတွေနောက်ပြီးလို့ရှိရင်တော့ attachment နောက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီ confirm ဆိုတဲ့ဟာဖြစ်မှာပေါ့နော်ပို့ပေးရမှာဒီအသေးစိတ် report မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဖြစ်ခဲ့တဲ့ date နောက်ပြီးအချိန်တော့ပေါ့နော်ဘယ်နေ့ကနေဘယ်နေ့ထိဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာရယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအရေးကြီးတာကလိပ်စာပေါ့နော်ဖြစ်ခဲ့တဲ့နေရာပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ကဖြည့်ပေးရမှာပါဖြည့်ပြီးပြီဆိုလို့ရှိရင်တော့အောက်ကနေနဲ့ဆွဲချပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာအသေးစိတ်အချက်လက်ကိုကျွန်တော်တို့ကရေးပေးရမှာပေါ့နော်တကယ်လို့ကိုကအင်္ဂလိပ်စာမကျွမ်းကျင်ဘူးဆိုလည်း Google Translate တို့ကတော့သုံးပြီးတော့ဖြည့်ပြီးလို့ရတယ်ပေါ့နော် character limit ကတော့အနည်းဆုံး4000စလုံးရေ4000ပဲကျွန်တော်တို့ရေးလို့ရမှာပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က niche ကိုနှိပ်လိုက်ပါဒုတိယတစ်ခုအနေနဲ့ကကျွန်တော်တို့ဒီပါဝင်ပတ်သက်ခဲ့တဲ့ပစ္စည်းတွေကိုဖြည့်ပေးရမှာပေါ့နော်အဲ့တော့ဒီကိုဖြည့်ခဲ့တဲ့ဖြစ်စဉ်မှာကပါဝင်ပတ်သက်တဲ့ပစ္စည်းတွေရှိရဆိုရင်တော့ yes ပေါ့နော်မရှိဘူးဆိုရင်တော့ no နှိပ်ပြီးတော့ကျွန်တော်တို့က next နှိပ်လို့ရတယ်ပေါ့နော်တကယ်လို့ရှိခဲ့တဲ့ဆိုရင်တော့အောက်မှာ added item ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဒီပစ္စည်းအမျိုးအစားတွေကိုဖော်ပြပေးရမှာဖြစ်တယ်ပေါ့နော်တတိယတစ်ခုအနေနဲ့ကလည်းထိုနည်းတူစွာပဲပါဝင်ပတ်သက်ခဲ့တဲ့လူတွေရဲ့နာမည်တွေကိုဖြည့်ပေးရအောင်နော်ရှိရင်ရှိတယ်မရှိရင်မရှိဘူးပေါ့နော်ရှိခဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့က added ကိုနှိပ်ပြီးတော့ဖြည့်လို့ရပါတယ်နာမည်လေးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကပါဝင်ပတ်သက်ခဲ့တဲ့ကိုတန်တရားရှိတဲ့လူတွေကိုလည်းဒီနာမည်လေးနဲ့ကျွန်တော်တို့ကဖြည့်ပြီးထည့်လို့ရတယ်ပေါ့နော်နံပါတ်5အချက်အနေနဲ့ကတော့ကျွန်တော်တို့ကဒီမှာကိုတင်ပြခြင်းနဲ့ကျွန်တော်တို့ရဲ့ attachment file တစ်ခုခုကိုဖုန်းထဲမှာထည့်ထားပြီးတော့ဒီမှာ upload file လုပ်ပေးရမှာပေါ့နော်သူကတော့တတိထားမယ့်ဟာကအများဆုံး 2MB ပဲကျွန်တော်တို့ကဖြည့်ရမှာပေါ့နော်အဲ့ဒါတွေအားလုံးဖြည့်ပြီးသွားရင်တော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့ yes scan report လုပ်တဲ့ဟာမူချမ်းထွက်လာပြီပေါ့နော် draft ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပထမစာရွက်ရဲ့အောက်ဆုံးဘယ်ဘက်တောင်းတာကိုကြည့်ပါအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပေးတဲ့စာရွက်မှာကဒီကျွန်တော်တို့ကိုကူညီပေးမဲ့ yes scan ရဲ့ဖုန်းနံပါတ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြီးပြီဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့အချိုးကြောင်းမေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမှုကဘယ်အချိန်ကိုရောက်နေပြီလဲဆိုတဲ့ဥစ္စာဖြစ်ဖြစ်ကျွန်တော်တို့ကမေးလို့ရတယ်ပေါ့နော်ဒီ draft မှာတော့ပါမှာမဟုတ်ပါဘူးကျွန်တော်တို့ကိုပြန်ပေးပို့တဲ့စာရွက်မှာပဲပါမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က confirm နှိပ်ပြီးတော့ကျွန်တော်တို့ submit လုပ်လိုက်ပြီဆိုရင်ဒါပြီးပါပြီခုလောက်ဆိုရင်တော့အားလုံးလုပ်တတ်သွားပြီလို့ပြောနေပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အောင်မြတ်စောပါနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်